နေ့မှာတော့ကျွန်တော်တို့ VOD7 တိုင်း City ဆိုင်ခွဲကြီးကိုစတင်ဖွင့်လှစ်လိုက်ပါပြီ။ကျွန်တော်နာမည်ကတော့ခိုင်မာထွန်းဖြစ်ပါတယ်။ဒီနေ့ကျွန်တော်က VOD7 တိုင်း City မှာရှိရဲကျွန်တော်တို့ဝန်ထမ်းတွေအကုန်လုံးနဲ့မိတ်ဆက်ပေးကြပါတယ်။ကဲအားလုံးပဲမိတ်ဆက်လိုက်ပါအောင်။ မဟုတ်ရမလား 梦影高不啦？梦来姐，梦呀嘛？